ကဲပြစ်သားတို့ပူဇော်ရာဆိုတဲ့ပူဇော်ခြင်းတဲ့ချင်းလေးတည်ကြည့်မယ်နော်ကျန်တာမှုများနေကဘာလူသားအတွက်အဲ့တချင်းပေါ့ဆိုတော့သူရဲ့intro လေးကစောစောလာစောမီဒိုဒိုရေမီလာရေ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 မီရေမီရေမီစောရေရေမီရေဒိုလာဒိုလက်ချောင်းလေးပြန်ပြမယ်နော်ဖြည်းဖြည်းလေးပြန်ပြမယ်စောစောလာစောမီဒိုဒိုရေမီလာရေ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 မီရေမီမီရေမီစောရေရေမီရေဒိုလာဒိုโอเคဒီဘက်ဘယ်ဘက်မှာကော့ကတော့ C ပါမယ် A minor ပါမယ် D minor ပါမယ် G ပါမယ်ဒါပဲเนาะโอเคအဲ့တော့ B နဲ့ D ကြည့်အောင်เนาะ1 2 3 goမုံညာနဲ့ဒီကဘာလူသားအတွက်ခဏနဲ့တွေ့စေကျွန်တော်